အားလုံးပဲမင်္ဂလာပါကိုကိုတို့ရေကျမရေးဗဟုသုတများကိုတင်ဆက်ပေးနေတဲ့စုမြတ်တို့ကျမရေး channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမရေးအသိမြင်တိုးပွားစေဖို့အတွက်စုမြတ်တင်ဆက်ပေးမှာကတော့စုမြတ်တို့မိန်းကလေးတွေဗဇက်နဲ့ကျမရေးလေ့ကျင့်ခန်းကြီးကိုဆင်နွှဲပေးတာကိုသဘောကျကြသလားပြီးတော့မိန်းကလေးတိုင်းတန်းတန်းဆွဲအောင်ဗဇက်နဲ့စနစ်တကျဘယ်လိုလုပ်ပေးရမလဲဆိုတာကိုကျမရေးဗဟုသုတအနေနဲ့တည်တည်ချာချာတင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါစီမျောခန်းစားနားဆင်ပေးကြပါအောင်လားရှင်ကိုကိုတို့ရေဒီနေ့ခေတ်မှာချစ်သူဆောင်တွဲလေးတွေအိမ်ထောင်တယ်လေးတွေအတူနေကြတဲ့အခါယောက်ျားလေးနဲ့မိန်းကလေးတယောက်ကိုတယောက်ဗဇက်နဲ့ကျမရေးလေးကျင့်ခန်းကြီးဆင်နွှဲကြတာကမထူးဆန်းတဲ့အလုပ်တစ်ခုလိုဖြစ်လာနေပါပြီယောက်ျားလေးတယောက်အတွက်မိန်းကလေးတယောက်ကိုဗဇက်နဲ့ချစ်ပေးရမှာအဆင်ပြေဖို့အတွက်သိထားတဲ့အချက်တွေရှိပါတယ်ရှင်မိန်းကလေးများထားကြွလာစေတဲ့ဘယ်လိုနည်းလမ်းမျိုးကိုမဆိုလုပ်ပေးတင်ပါတယ်နော်ဒါမှသာကိုကိုတို့လည်းဒုက္ခအပြည့်ဝရပါမယ်ရှင်ဘယ်လိုကဆုမြတ်တို့မိန်းကလေးတွေကိုစိတ်ကြွလာစေတဲ့ဘယ်လိုနည်းလမ်းကိုသဘောကျတယ်ကိုကိုတို့ရဲ့ရှာနဲ့လက်ချောင်းလေးတွေရဲ့လှုပ်ရှားမှုတွေကဆုမြတ်တို့မိန်းကလေးတွေကိုဘယ်လိုနိုးဆွနိုင်တယ်စသဖြင့်သိထားရင်ကျမတို့အာသာပြပြတာယာဖို့အတွက်ကိုကိုတို့ဘက်ကဘယ်လောက်ထိချစ်တယ်ဂရုစိုက်တယ်ဆိုတာပေါ်လွင်စေပါတယ်နှစ်ဦးသားကျမရေးလေးကျင့်ခန်းကြီးကိုဆင်နွှဲပြီးချစ်တင်းနှောနေချိန်မှာကိုကိုတို့ဘက်ကပါဇက်နဲ့ကျမရေးလေးကျင့်ခန်းကြီးကိုလှုပ်ပေးဖို့မလှုပ်ပေးဖို့မသေးချပေမဲ့မိန်းကလေးတွေကတော့ကြိုတင်တွေးပြီးပြင်ဆင်ထားတတ်ကြပါတယ်ရှင်စိတ်ကူးရင်မန်းစားနေတာမျိုးမဟုတ်ပဲကိုကိုတို့အရင်ကြိုက်နေတတ်တဲ့ကျမတို့ရဲ့ဖုတ်ကြီးကိုတန့်ရှင်းအောင်ဂရုစိုက်ပြင်ဆင်ထားရတာမျိုးလည်းဖြစ်ပါတယ်ရှင်စုမြတ်တို့မိန်းကလေးတွေအနေနဲ့ကိုနဲ့အတူချီလူမဲ့သူအတွက်အတွေ့အကြုံကောင်းခံစားချက်ကောင်းကိုပဲရရှိစေချင်တာမို့ကျမတို့ရဲ့ကိုပိုင်လေလေးကိုထွန်းရက်လို့ကောင်းအောင်ပြင်ဆင်ထားရတာပဲဖြစ်ပါတယ်နော်ဒါကြောင့်မို့ကိုကိုတို့ရေကိုရဲ့မိန်းကလေးကတန့်စင်ခန်းကိုခဏသွားခြင်းလို့ခွင့်တောင်းတာမျိုးဆိုရင်တော့ဝမ်းသာလိုက်ပါတော့ရှင်မိန်းကလေးတွေကအထွန်းရက်ခံရမဲ့လဲကွက်လေးကိုဂရုတစိုက်ပြင်ဆင်ချင်တာဖြစ်လို့ကိုကိုတို့အနေနဲ့အချိန်ပေးစောင့်ဆိုင်ပြီးရှာလေးချင်းခန်းကြီးကိုဘယ်လိုဆင်နွှဲပြီးညီလေးကိုဘယ်လိုအားရပါရထွန်းရက်ခိုင်းရမလဲလို့သာတွေးထားလိုက်ပါတော့ရှင်ခင်မိတဲ့မိန်းကလေးတွေအများစုကတော့ကျမရေးလေးချင်းခန်းကြီးဆင်နွှဲခါနီးဖုတ်ကြီးကိုမွေးကြိုင်နေအောင်စေကြောတက်ကြပါတယ်ရှင်အဲ့ဒီခါမှာတော့ကျမတို့လေတော်ကြီးတဲ့ကမွေးကြိုင်နေတဲ့အနံ့ရောဖုတ်ကြီးတဲ့ကညီဆိုးဆိုးအနံ့ကလေးရောနှမျိုးလုံးရောထွေးနေလို့မနေနိုင်ပဲကိုကိုတို့ရဲ့ရှာလေးကျင့်ခန်းကြီးကိုဆင်နွှဲခြင်းစိတ်ဖြစ်လာအောင်ဆွဲဆောင်ပေးနေမှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မိန်းကလေးတွေကိုပြင်ဆင်ချိန်ပေးပါနော်။အရသာကောင်းတာကိုမှလိုချင်ရင်အလင်းမလိုကြပါနဲ့နော်။ကျမရေးလေးကျင့်ခန်းကြီးစတင်ဖို့လေတိုင်လေးနဲ့နှကန်းလေးတွေစီအနှမ်းတွေစတင်လိုက်တဲ့အခါကိုကိုရဲ့လက်ကတဖြည်းဖြည်းအောက်ကိုဆင်းသွားပြီးလေတော်လေးကိုအသားရပုတ်တက်ပေးတာကလည်းစုမြတ်တို့မိန်းကလေးတွေအတွက်အရန်ကိုကောင်းပြီးရှာလေးကျင့်ခန်းကြီးကိုအမြန်ဆင်နွှဲပေးဖို့တောင်းဆိုမိမတက်ပါရှင်ဒီချိန်မှာမိန်းကလေးတွေရဲ့လက်ကွက်ထဲကဖုတ်ဖုတ်ရည်တွေစတင်စိတ်ထွက်လာလို့ကိုကိုတို့အတွက်လည်းစိတ်ကြည်နူးစေပြီးညီငယ်လေးကလည်းမန်တထောင်ထောင်နဲ့ဖြစ်လာမှာအမှန်ပါပဲရှင်အဲ့ဒီနောက်လက်ချောင်းလေးတွေနဲ့အပြင်ပိုင်းကိုညင်ညင်သာသာပုတ်တက်လေးကျင်ပေးပြီးချိုကြီးကိုအသားရစို့ပြီးချိုကြီးရဲ့ခေါင်းကိုရှာနဲ့ကလိပေးရင်ဝမ်ပိုက်ကနေတဆင့်အောက်ကိုတဆင့်ပြီးတဆင့်ဆင်းသွားပြီးလက်ချောင်းကြီးတွေနဲ့ပုတ်တက်လေးကျင်ခန်းလုံနေရကမထင်မဲ့တဲ့အချိန်မှဖောက်ကြီးတွေကိုရှာအစွမ်းလေးကျင်ခန်းကြီးလှုပ်လိုက်တဲ့အခါမှာတော့ကျမတို့တွင်းထဲမှာရှိတဲ့ပိုးပေါင်းတစ်တောင်းကခုန်ကြပြီးမထိန်နိုင်ပဲချစ်ရည်တွေရှန်ထွက်စီးကြလာချိန်ကိုကိုတို့ရဲ့ရှာလေးကျင်ခန်းကြီးအဆက်ပြက်ပြီးနေရလွဲသားမှာဆိုလို့ကိုကိုတို့ရဲ့ခေါင်းကိုလက်နဲ့အတင်းဖိထားမိတတ်ကြပါတယ်ရှင်အဲ့ဒီလိုချိန်မှာရှာလေးကျင့်ခန်းတစ်ခုတည်းမဟုတ်ပဲလက်ချောင်းလေးတွေကိုအသုံးပြုပြီးကနန်းတွဲ၌လေ့ကျင့်ခန်းရောတပြိုင်နက်တည်းလုပ်ပေးပါနော်ပျော့ခွေအားပြတ်သွားရလောက်အောင်အရန်ကောင်းလွန်းလို့ဒီလိုကျမရေးလေ့ကျင့်ခန်းကိုမိန်းကလေးများဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူးရှင်မိန်းကလေးဘက်ကကျမရေးလေ့ကျင့်ခန်းကြီးပြင်းမြောက်သွားတာတောင်ဖြစ်နိုင်ပါတယ်ကိုကိုတို့ရေရှာလေးကျင့်ခန်းကြီးကြောင့်မိန်းကလေးဘက်ကကျမရေးလေ့ကျင့်ခန်းကြီးအရင်ပြီးသွားလို့မောပန်းညင်ကျသွားရင်တောင်ကိုကိုတို့ဘက်ကတနာညာတာပြီးလုံးဝမရက်လိုက်ပါနဲ့အာနေပြီးပျောက်ခွေတယ်လို့ဖြစ်နေတဲ့နွမ်းလျက်နေတဲ့ပုံစံလေးကိုလုပ်ရတာကလည်းကိုကိုတို့ချစ်ညီလေးအတွက်အရန်ကိုထားကြွတမ်းပါစေပြီးတမူထူးစေပါတယ်ရှင်။ရှာအစွမ်းကြောင့်ကောင်းထားလို့အာနေပြီးမထနိုင်သေးတဲ့မိန်းကလေးကိုကျမရေးလေးကျင့်ခန်းကြီးအားရပါရဆင်နွှဲချိန်မှာမရတော့ဘူးတနာပါအောင်လို့ပြောတဲ့လေးကကိုကိုတို့ညီလေးအတွက်အားအင်တွေပိုရှိစေလို့
ကျမရေးလေးချင်းခန်းကြီးမဆင်နွှဲခင်ပထမဆုံးရှာလေးချင်းခန်းကြီးဆင်နွှဲပေးတာကမိန်းကလေးကိုပို့ပြီးဆွဲလန်းနှစ်သက်စေပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့စုမြတ်ပြောပြပေးခဲ့တာကတော့ကိုတို့အတွက်ပျော်စရာဒုက္ခအပြည့်ရမဲ့ကျမရေးဘ ഹു တုဒလေးတစ်ခုပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းအခုလိုပဲခန္ဓာကိုယ်အတွက်အကျိုးရှိစေတဲ့ကျမရေးလေးချင်းခန်းနဲ့ကျမရေးဘ ഹു တုဒများကိုမျှဝေသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးသွားကြပါဦးလားရှင်အားလုံးကိုကျေးဇူးတင်ပါတယ်